စစ်မှန်သောမိမိနှင့်တွေ့ဆုံခြင်းတသက်မယ်ရီမှဘာသာပြန်ထားသည်ဏိဒံအမျိုးသားတစ်ယောက်အမောင်တဲလမ်းလျှောက်လာနေခိုက်တတိုင်အောက်တစ်ခုတွင်တစ်ခုခုကိုစိတ်ပူပန်စွာရှာဖွေနေသောအမျိုးသမီးကိုတွေ့လိုက်သည်ထိုအမျိုးသမီးသည်စိုးရိမ်ပူပန်မှုလွန်ကဲပြီးတစ်ခုခုကိုတဲတဲမဲမဲရှာဖွေနေသည်ကိုတွေ့လိုက်တော့အမျိုးသားသည်တိလိုစိတ်နှင့်ဘာရှာနေတာလဲခမညာကျမရဲ့ကားတော့ပါရှင်ကားတော့မရှိဘဲကျမအိမ်ပြန်လို့မရဘူးဟုအမျိုးသမီးသည်စိတ်ပူပန်စွာဖြေချလိုက်သည်ကားတော့ကဘယ်နားလောက်မှကျသွားရလဲဟိုအမောင်တောင်းနာတစ်ဝိုက်လို့ထင်တာပဲကျမပတ်စံအိတ်ထုတ်လိုက်တဲ့အချိန်မှာကျသွားတာထင်တယ်ဟုပြောရင်သူမရဲ့နေရာမှတော်တော်လေးလှမ်းပြီးမှောင်နေသောထောင်းနေရာကိုညွှန်ပြလိုက်သည်အမျိုးသားသည်စဉ်းစားရခတ်သွားပြီးဒါဆိုခမရဘာလို့ကားတော့ကြားခဲ့တဲ့ဟိုနားတစ်ဝိုက်မှာမရှာပဲဒီတက်တိုင်အောင်မှာလာရှာနေသလဲဟုမေးလိုက်သည်ဟိုဘက်မှာမီးလင်းရောင်မှမရှိတာဟုအမျိုးသမီးသည်ဒေါရတကြီးပြန်អော်လိုက်လေသည်ဒီပုံမြင်လေးထဲမှာပါတဲ့အမျိုးသမီးဟာစဉ်းစားညံ့မဲ့တယ်လို့တင်တွေးကောင်းတွေးမိလိမ့်မယ်သို့တော့ကျွန်ုပ်တို့သည်မိမိလိုချင်သောဘဝမိမိတောင်းတသောပျော်ရွှင်မှုများကိုရှာဖွေနေသောအချိန်တွင်ပုံမြင်နေရှိအမျိုးသမီးကဲ့သို့မှားယွင်းသောဥတီချက်၌ရှာဖွေနေတတ်ကြသည်ကျွန်ုပ်တို့သည်မိမိရှာဖွေနေသောနေရာသည်အပေါ်ယံမှကြည့်လင်မိမိလိုချင်သောအရာကိုအလွယ်တကူရှာဖွေနိုင်သောနေရာဟုထင်ထားတတ်ကြပါသည်သို့သောအများအားဖြင့်ထိုနေရာများသည်ကျွန်ုပ်တို့ရှာဖွေနေသောအရာများလုံးဝမရှိသောနေရာများဖြစ်နေတတ်ကြပါသည်ဤစာအုပ်သည်မိမိစိတ်ကိုပုံမနားလည်ပြီးစစ်မှန်သောပျော်ရွှင်မှုငြိမ်းချမ်းမှုနှင့်ချစ်ချင်းမေတ္တာများရရှိအောင်ကံမကောင်းအကြောင်းမလှသောအမျိုးသမီးဖြင့်ဇက်အိမ်ဖွဲ့ပြီးရေးသားထားသောစာအုပ်ဖြစ်ပါသည်ပေါ့ပေါ့ပပနှင့်နားလည်ရလွယ်ကူအောင်ရေးသားထားသောကြောင့်စာဖတ်သူများအားလုံးကြိုက်နှစ်သက်ကြမည်ဟုမျှော်လင့်ပါသည်လေးစားမှုဖြင့်ဘာသာပြန်သူတက်တက်မယ်ရီအခန်း1ထူးဆန်းသောမိကွန်းငါဘသူလဲစောင်းညမိုးဖိုးဖွဲလေးရွာနေချိန်ကားတစ်စီးသည်တောင်ကပတ်တစ်ခုတွင်အရှိန်ပြင်းပြင်းနှင့်မောင်းနေသည်ကားလေးသည်ရုတ်တရက်အရှိန်မြင့်တင်လိုက်၊ကွေ့လိုက်တခြားကားများကိုကြောတက်လိုက်နှင့်ကျွမ်းကျင်အဆင့်ရှိပြိုင်ကားမောင်းသူမောင်းနေသည်ဟုထင်ရသည်ယခုလိုမိုးဖိုးဖွဲလေးညတွင်ဤပုံစံနှင့်ကားမောင်းနေရခြင်းသည်ဖြစ်နိုင်ခြင်းနှမျိုးသာရှိသည်အလင်းလိုနေ၍သို့မဟုတ်တေချောင်းကျန်နေခြင်းဖြစ်သည်လော်လင်းသည်မိမိယခုဘယ်သို့ဥတည်နေပြီးကားမောင်းနေသည်ကိုမိမိကိုယ်တိုင်ပင်သတိမထားမိပေတကယ်လို့ရှေ့မှာကားတစ်စီးရုတ်တရက်ပေါ်လာရင်ငါဘယ်လိုလုပ်မလဲဟုကားမောင်းရင်လော်လင်းတွေးလိုက်သည်ဒါဆိုလဲကောင်းတာပေါ့တခါတည်းတည်လိုက်ရင်အေးတာပဲယခုလိုအတွေးပေါ်လာတော့လော်လင်းတယောက်ကိုလန့်သွားသည်လော်လင်းသည်ဒီနှစ်ပိုင်းအတွင်းဤကဲ့သို့ကိုအဆုံးစီရင်ခြင်းသောအသွေးများနှင့်အပြုမှုများမကြာခဏလုံးမိသည်အသက်ရှင်နေရတာမောလိုက်တာဆိုဒီမှာသူမ၏ငယ်စဉ်မှစ၍ခုချိန်ထိသုံးနေကြစကားဖြစ်ပါသည်ဒီနေ့ညနေခင်းမှာလဲလော်လင်းသည်ခင်မွန်းတယ်နှင့်ဘာမဟုတ်တော့အကြောင်းရင်းများနှင့်စကားများရန်ဖြစ်ပြီးစိတ်ရှုပ်နှင့်အိမ်မှကားမောင်းထွက်လာလိုက်သည်တတိပြန်ဝင်လာသောအခါကားလေးသည်တောင်ကုန်းသို့တက်နေပြီဖြစ်သည်ရုတ်တရက်ကားလေးသည်အတက်နှစ်ချက်လောက်မြည်ပြီးရက်သွားသည်အင်ဂျင်ဆက်ကိုဘလို့မှနှိုးမရတော့တေချာစွာစစ်ဆေးကြည့်လိုက်ချိန်တွင်ဓာတ်ဆီကုန်နေပြီတေပါပြီဟုလော်လင်းတယောက်ညီးသွားလိုက်သည်ထို့နောက်သူမ၏အင်ဂျီထဲတွင်ဟိုကြီးနှိုက်ပြီးဖုံးလိုက်ရှာနေမိသည်တေချာရှာတော့လဲမတွေ့နောက်ဆုံးတော့ကားမီးဖွင့်ပြီးရှာတော့လဲဖုံးအရေးအယောင်များပဲမတွေ့ရဟာသွားပြီငါဖုံးတောင်မယူလာခဲ့ပါလားကားပတင်းပေါက်ကိုကြော်ပြီးအပြင်ဘက်ကိုကြည့်လိုက်တော့အမှောင်တိမိုးရွာသောဆောင်းညလူတူမရှိသောတောင်ကုန်းတစ်ခု၌ဖုံးမပါကားတစ်စီကုန်ခန်းပြီးတယောက်တည်းဖြစ်နေသောမိန်းကလေးတယောက်ဘာလို့ငါကြမှာဒီလိုကိစ္စတွေကြုံနေသလဲငါဘာလို့ဒီလောက်တောင်ကန်ဆိုးနေရသလဲဟု
လော်လင်းသည်မြည်သွားပြီးစိတ်မကောင်းဖြစ်နေမိသည်ထိုအချိန်တွင်လမ်းမနှင်သိမ့်မဝေးသောအိမ်ငယ်လေးတစ်ခုမှအလင်းမိန်မိန်လေးဖြာထွက်လာနေသည်ကိုမြင်လိုက်သည်လော်လင်းနည်းနည်းစိတ်သက်သာသွားပြီးနှိုးလင်းချက်တော့ရှိသေးတာပဲဟုဆိုကာတတိရှိစွာနှင့်အင်ငယ်လေးစီတို့ချင်းကပ်သွားသည်ဘယ်တိရန်ရှာတော်လဲမတွေ့၍အာသင်ပြီးတကားခေါက်မိအပြုဝင်လာလိုက်အဖိုးကိုတယောက်ကြီးအတန်ဟင်းတကားလော့ချမထားဘူးလားဟုလော်လင်းတန်ရစိတ်ဝင်သွားသည်စိတ်ချရရဲ့လားမသိဘူးတကားဖွင့်ပြီးအထဲကိုအရင်ဝင်ကြည့်လိုက်အောင်မဲဟုတွေးပြီးတကားကိုဖွားဖွားလေးတွန်းလိုက်ချိန်တွင်တကားသည်ကြွေကနေမိကဖွင့်သွားလေသည်အိမ်ထဲသို့မျက်လုံးဝှေ့ပြီးကြည့်လိုက်ချိန်တွင်ဝိယုံဖြူဝတ်ထားသောအဖိုးကိုတယောက်ထိုင်နေသည်ကိုတွေ့လိုက်သည်ဝင်လာလေးကလေးထိုစကားတန်ကြားလိုက်သည်နှင့်လော်လင်းတယောက်အိမ်မွေချခံရတဲ့ကဲ့သို့အိမ်ငယ်လေးထဲသို့ဝင်ရောက်သွားသည်ထိုင်ဟုဆိုကအဖိုးအိုသည်မိဖို့ဘေးရှိကလတ်ထိုင်ကိုညွှန်ပြလိုက်သည်သို့တော်လော်လင်းသည်မတ်တက်ရနေလျက်သာအဖိုးအိုကိုတတိရှိစွာကြည့်နေပြီးတကူကူဖြစ်ပေါ်လာပါကအချိန်မရွေးချက်ချင်းထွက်ပြေးနိုင်အောင်အသင့်ပြင်ထားလိုက်သည်အဖိုးအိုသည်မိဖို့ဘေးမှထိုင်လျက်စပွဲပေါ်မှာတမီးအတွက်ပြင်ဆင်ထားတဲ့ရင်နွေးချင်းရှိတယ်ဟုလော်လင်းကိုပြောလိုက်သည်လော်လင်းပါဇက်မှကျေးဇူးတင်ပါတယ်ဟုပြောနေတော်လဲရက်နေရာမှခြေတလန်းများပင်မလှုပ်အဖိုးအိုသည်လော်လင်း၏အပြုမူဂယုမပြုပဲပြုံးပြီးမိလိုက်သည်တမီးရဘာတူလဲဟိုကျမကားစီကုံသွားလို့ဖုန်းလဲပါမလာဘူးအဖိုးစီကနေဖုန်းခဏငှားသုံးချင်လို့ပါဖုန်းကငှားပေးလို့ရပါတယ်ဒါပေမဲ့သမီးကအဖိုးရဲ့မိကုန်းကိုပြန်မဖြေရသေးဘူးနော်အဖိုးသည်ခေါင်းခါလေးရဲ့သမီးကဘာတူလဲကျမနာမည်လော်လင်းပါလော်လင်းကသမီးနာမည်တစ်ခုပဲလေကိုစားပြုတစ်ခုပါအဖိုးသည်ပြုံးပြီးဆက်လက်၍အဖိုးမိတာသမီးကဘာတူလဲကျမလော်လင်းအခက်တွေ့နေပြီဒီအဖိုးကဘာကိုတိကျင်တာပါလဲဟုသွေးကနောက်တစ်မျိုးပြန်ဖြေလိုက်သည်ကျမကနန်းတွက်ဆက်ရောင်းဝယ်ရေးကုမ္ပဏီတစ်ခုမှအလုပ်လုပ်နေပါတယ်ကျမကသူတို့ရဲ့ software ကုန်ပစ္စည်းကိုတာဝန်ယူရတဲ့အရောင်းမန်နေဂျာပါဒါကလည်းသမီးကဘာတူလဲဆိုတာမဖော်ပြနိုင်ဘူးအဖိုးအိုသည်ခေါင်းထက်ခါလိုက်သည်အလုတ်ကသမီးဆိုရင်တကယ်လို့သမီးအလုတ်ပြောင်းရင်သမီးလည်းပြောင်းသွားမှာပေါ့ထူဆန်းတော်နေရာတစ်ခုတွင်ထူဆန်းတော်လူနှစ်ယောက်နှင့်ထူဆန်းတော်စကားဝိုင်းတစ်ခုဖွဲ့နေမိသည်လော်လင်းသည်အခန်းထဲမှထူဆန်းတော်အနေထားတစ်မျိုးကိုခန်းစားလိုက်ရသည်အဖိုးအိုစီထမ်းမှပေါ်ထွက်လာသောတည်ငြိမ်အေးချမ်းမှုဤကဲ့သို့ထူဆန်းပြီးတည်ငြိမ်သောခံစားချက်သည်လူကိုစိတ်အေးချမ်းစေပါသည်လော်လင်းတယောက်မတ်တက်ရရမှခုံမော်သို့အလိုလိုထိုင်မိလိုက်သည်ငါဘာတူလဲဆိုသောမိကုန်းကိုသူမစိတ်ထဲတွင်ပဲ့တင်တန်ကဲ့သို့ထက်ခါကြားနေရသည်ထိုခဏသာအတွင်းမှာပင်သူမအသိကဖြစ်ပျက်ခဲ့သောအကြောင်းမျိုးမျိုးကိုပြန်လဲတတိယမိကမျက်ရည်ကျလာသည်ကျမကံမကောင်းတဲ့သူတယောက်ပါငယ်ငယ်တည်းကအဖေနဲ့အမေကွာရှင်းလိုက်ကြတယ်အဖေကို2ခါ3ခါလောက်ပဲမြင်ဘူးတယ်အသက်10နှစ်လောက်ကတည်းကအဖိုးဖွားနဲ့ပဲနေရတယ်ပထွေးကလည်းကျမပေါ်အေးဆက်ပြီးလုံးဝမကောင်းဘူးအိမ်နဲ့ဝင်းနိုင်မှုအတွက်ကျမစောစောအိမ်အောင်ပြုလိုက်တယ်ဒါပေမဲ့ကိုဝင်မရနိုင်ဘူးရောက်ခမရဲ့အတင်သေးတာခံရပြီးရောင်းမရဲ့လှောင်ပြောင်တာကိုခံရတယ်ကျမယောက်ျားကလည်းကျမကိုနည်းနည်းလေးမှမဆာနာဘူးအလုပ်ထဲမှာလည်းအချစ်မကောင်းတဲ့သူတွေနဲ့ပဲတွေ့နေတယ်တငယ်ချင်းကောင်းလည်းတိတ်မရှိဘူးလော်လင်းဟာဝမ်းထဲကကိုတနာတော်စိတ်တွင်နစ်မျောပြီးသူမတသက်တာ၌ကြုံတွေ့ခဲ့ရတဲ့ကံဆိုးမှုများမတရားမှုများကိုရင်ဖွင့်နေမိသည်တခါမှမကြုံဘူးသောတစိမ့်တစ်ယောက်ရှိတွင်စိတ်ထဲမျိုးသိပ်ထားသောဖြစ်စီမှုများအလုံးကိုထိန်ချန်ခြင်းမရှိဘဲအကုန်ဖွင့်ဟလိုက်မိ၍လော်လင်းကိုအံ့ဩမိသည်အဖိုးအိုဤမျက်ဝန်းမှသူမကိုစာနာစိတ်ထွက်ပေါ်လာသည်ဒါသမီးရဲ့ခံယူချက်တစ်ခုပါဟုအဖိုးသည်မြင်သာစွာပြောရင်းသမီးကိုယုံကြည်တဲ့ရှုထောင့်တစ်ခုကသမီးကိုကံမကောင်းတဲ့သူကံဆိုးမှုမှောင်ကြတဲ့သူမတရားမှုနဲ့တခြားသူတွေရဲ့လုပ်ရက်ကိုခံရတဲ့တရားခံစသဖြင့်မြင်စေတယ်။သမီးရဲ့ပုံမြင်ဟာလူတွေကိုတနာစေတယ်။
ဒါပေမဲ့ဒါကလည်းသမီးရဲ့ကိုယ်အစစ်အမှန်မဟုတ်သေးဘူးအဖိုးဤစကားသည်လော်လင်းကိုစဉ်းစားစရာဖြစ်သွားစေသည်အဖိုးဒီလိုပြောနေရဲဆိုရင်ဒီမိခွန်းကိုနောက်ထပ်ရှူထောင်းကနေကြည့်ရမယ်ဘလို့ရှူထောင်းကနေကြည့်ရမှာပါလဲလော်လင်းရုတ်တရက်သတိရသွားသည်ကျမကညံကောင်းတယ်ပညာတတ်တစ်ယောက်ဖြစ်တယ်ရုပ်လဲလှတယ်ကြိုက်တဲ့လူလဲများတယ်ကျမထိုင်ဝမ်တက္ကသိုလ်ကနေဝဲရထားတဲ့သူအခုမှအသက်30ဝန်းကျင်ပဲရှိသေးပေမဲ့လစာကတော့သိန်းချီရနေပြီကျမအမျိုးသားကလည်းအမျိုးသားကြောင့်ပြောမိတော့အချိန်တွင်ဝမ်းနေပြီးဆက်မပြောနိုင်မဲရက်သွားသည်ဟုတ်ပါပြီတမီးကအရန်တော်တယ်ဆိုတာအဖိုးသိပါတယ်အဖိုးအိုသည်နားလဲစွာဖြင့်ခေါင်းငိမ့်နေသည်ဒါပေမဲ့ဒါကလည်းတမီးရဲ့နောက်ခံယူချက်တစ်ခုပဲလေတကယ်တမီးကိုအစင်မမဟုတ်တာလော်လင်းသည်ခေါင်းငုံသွားပြီးပြန်တွေးမိသည်အဖိုးကဘလို့အဖြေမျိုးကိုလိုချင်နေတာလဲလော်လင်းဤအငြင်းအနိုင်ယူလိုသောစိတ်သည်ယခုအချိန်တွင်စင်ခေါ်ခံနေရသည်အဖိုးကတာမန်ရိုးရိုးလောကီနဲ့တက်ဆိုင်တဲ့အဖြေမျိုးကိုရှာနေတာမဟုတ်ဘူးဆိုရင်သိပ္ပံနဲ့လောကုတ္တရာသုံးပြီးဖြေကြည့်လိုက်မယ်ဟူတွေးပြီးကျမတို့ဟာကိုယ်စိတ်ဝိညာဉ်တွေနဲ့ဖွဲ့စည်းထားတာဖြစ်တယ်ဖြေပြီးတာနဲ့သူမအားရစွာအဖိုးကိုကြည့်လိုက်တယ်ထို့အကြည့်ထဲတွင်ဒီတစ်ခါတော့ဖြေတာမှန်သွားပြီပေါ့ဟုဆိုသောဝမ်းသာမှုနှင့်